ဒါကတော့ကျွန်တော်တို့နေထိုင်နေတဲ့ Milky Way Galaxy ဖြစ်ပါတယ်။ Milky Way Galaxy ဟာအချင်းအပြင်အလင်းနှစ်တသိန်းရှိပါတယ်။ပြောချင်တာကအလင်းရဲ့အလျင်နဲ့တွားမယ်ဆိုရင်တော့မှ Galaxy တစ်ဖက်ချမ်းကနေနောက်တစ်ဖက်ချမ်းကိုရောက်ဖို့နှစ်ပေါင်းတသိန်းကြာမှာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့အဆိုအရ Galaxy ထဲမှာကျယ်ပေါင်း100ဘီလီယံနဲ့400ဘီလီယံတိပါနိုင်တယ်လို့ဆိုတာပါတယ်။ကျွန်တော်တို့ရဲ့နေလုံးကြီးကလည်းအဲ့ကျယ်ရီတဲ့ကတစ်လုံးပါပဲ။ Galaxy ရဲ့အထူကတော့အလင်းနှစ်1000လို့ပြောလို့ရပါတယ်။ဒါပေမဲ့ Galaxy ရဲ့ thin disk, thick disk, bulge, halo စတဲ့အစိပ်ပိုင်းပုံမူတည်ပြီးတော့အထူးကွဲပြားမှုရှိပါတယ်။ Galaxy ရဲ့အလယ်ဘုံမှာ Sagittarius A လို့ခေါ်တဲ့မဟာတွင်းနက်ကြီးတစ်လုံးရှိပါတယ်။ဒါကတော့2022ခုနှစ်မေလ12ရက်နေ့မှာရိုက်ကူးမိခဲ့တဲ့အဲ့ black hole ရဲ့ပထမဆုံးပုံပါ။သူ့ရဲ့ drag 2ကဘယ်လောက်ကြီးမှလဲဆိုရင်နေအလုံးပေါင်း4.2သန်းအလုံးကြီးရဲ့ drag 2နဲ့ညီမျှပါတယ်။ကျွန်တော်တွက်တာမမှားဘူးဆိုရင်တော့8.36 into 10 power 36 kilogram လောက်တော့ရှိပါတယ်။ကျွန်တော်တို့ရဲ့နေအဖွဲ့အစည်းကတော့အဲ့မဟာတွင်းနဲ့ကနေအလင်းနှစ်ပေါင်း2600အကွာအဝေးမှာရှိပါတယ်။နေအဖွဲ့အစည်းကအဲ့အကွာအဝေးကနေပဲ Galaxy ကိုပတ်ပြီးတော့နှစ်တန်းပေါင်း250လျင်မှတစ်ချိန်ပြပါတယ်။